ဒါကတော့အမျိုးသမီးတစ်ယောက်ကိုနှစ်နာရီကြာအောင်စိုက်ကြည့်နေခဲ့တဲ့အန်ဒီရဲ့ရှိတဲ့အပင်တစ်ပင်မှာဂျက်အကြည့်လွှဲလိုက်တဲ့ခဏမှာပဲအဲ့ဒီအပင်ကပါဇက်ထားပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဂျက်ကအချိန်မီလန့်ဖနိုင်ခဲ့ပါတယ်ဂျက်ကဒီအပင်ကိုပန်းဆိုင်တစ်ခုကနေအကျွေးစီအနှဲငယ်နဲ့ဝဲခဲ့ပြီး bloody plant လို့နာမည်ပေးထားတာပါအဲ့ဒီနောက်မှာတော့အပင်ကကန်ကောင်းချင်းတွေထဲလာသလိုမျိုးဆိုင်ရဲ့အယောင်တွေကရုတ်တရက်အရှင်းဟုန်နဲ့တက်လာခဲ့ပါတယ်ဒါပေမဲ့တနည်းမှာတော့အပင်ကရုတ်တရက်ညှိုးသွားလာပါတယ်ဂျက်ကရေလောင်းညီတော်စာကျွေးပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးအဲ့ဒီနောက်သူ့လက်ချောင်းရှာမိသွားပြီးသွေးတစ်စက်အပင်ပေါ်ကျသွားတာနဲ့အပင်ကပြန်လဲရှင်သန်လာပြီးသွေးကိုစုပ်ယူပါတော့တယ်အဲ့ဒီနောက်ပိုင်းဂျက်ကနေ့တိုင်းသူ့သွေးတွေကျွေးခဲ့ပါတယ်ဂျက်အားနဲ့လာချိန်မှာအပင်ကတော့ပိုပြီးကြီးထွားလာခဲ့ပါတယ်တညမှာတော့အပင်ကစကားပြောလာပြီးသွေးတွေမလိုချင်တော့ဘူးအခုငါ့ကိုလူသားတွေကျွေးဖို့လိုတယ်လို့ပြောပြီးအစားထိုးအနေနဲ့စန်တာတစ်ခုဖြည့်ဆည်းခွင့်မယ်လို့ကတိပေးခဲ့ပါတယ်ဂျက်ကရဲ့စန်တာကမေရီကိုသူ့ရီးစားthứcစေဖို့ပါဒါပေမဲ့မေရီမာကကျန်းတဲနဲ့သွားဆရာဝန်ရီးစားတယောက်ရှိနေပြီးသားပါဂျက်ကသူ့ကိုတက်ပြီးအပင်ကိုကျွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျက်ရဲ့တသေးရောက်လာပြီးအားလုံးကိုမြင်သွားတဲ့အတွက်အပင်ကသူ့ကိုပါဝါမျိုးလိုက်ပါတော့တယ်အခုတော့ဂျက်ကြောက်လိုက်တကြားထွက်တီးဖို့စူးစမ်းပေမဲ့အပင်ကမင်းငါကိုထပ်မကျွေးရင်မေရီကိုငါစားပြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်ဂျက်ဘာမှမလုပ်နိုင်ခင်မှာပဲအပင်ကသူ့လိုလိုစတင်လှုပ်ရှားလာပါတယ်သူကဖုန်းကိုကောက်ကင်ပြီးဂျက်ရဲ့အတန်းကိုအတူယူကမေရီကိုဖုန်းခေါ်လိုက်ပါတယ်မေရီရောက်လာတာနဲ့အပင်ကသူ့မကိုဖမ်းဆွဲလိုက်ပါတော့တယ်ဂျက်ပြန်ရောက်လာချိန်မှာမေရီအစားခံနေရတာကိုမြင်လိုက်ရပါတယ်သူမေရီကိုကယ်ဖို့ကြိုးစားပေမဲ့သူမကသေဆုံးသွားခဲ့ပါပြီမျိုးလင်းဂျက်ကုံဆုံးသွားတဲ့ဂျက်ကသူမရဲ့ရုပ်အလောင်းကိုအပင်ကိုကျွေးပြီးသူ့ဘာသာအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတယောက်ကဒီလိုအပင်လေးနောက်တစ်ပင်ရှိသေးတယ်လို့ပြောလိုက်ပါတယ်ဂျက်ပြန်ပြေးသွားတဲ့အချိန်မှာတော့အပင်ကအိုးတွေကနေရုံးထွေနေပြီးခဲ့ပါတယ်ဂျက်ကတနတ်နဲ့ပြေးလိုက်ပေမဲ့ချီဆန်ကသူ့စီပြန်လဲဥတီခဲ့ပါတယ်အပင်ကဂျက်ကိုရစ်ပတ်ပြီးအရှင်လက်လက်ဖြည်းဖြည်းချင်းဝါမျိုးလိုက်ပါတော့တယ်သူနဲ့အတူသူ့ရဲ့အိမ်မက်စန်တာနဲ့လူသားဟန်မှုတွေပါပျောက်ကွယ်သွားခဲ့ပါပြီအခုတော့ဒီအပင်ဟာနေရအညံ့ပြန်သွားခဲ့ပြီးလူတွေကအပင်ရဲ့တကယ်စားလုံးမှုကိုမသိဘဲသူတို့အိမ်တွေမှာစိုက်ပျိုးထားကြပါတော့တယ်ဒါဟာလူသားမျိုးနဲ့ညီကုန်းချုပ်ဖို့အစပြုလိုက်တာပါ